မင်္ဂလာပါရှင်အခုတစ်ခါမှတော့ဇင်ပွဲတက်ကလေးကိုမှပတ်တန်လေးကအယောင်လေးကတအားလာတဲ့အစင်လေးဒါလေးပြပေးချင်ပါတယ်သူကချစ်သူဝေချစ်ကလေးကတော့ဇင်နှစ်အောက်ပါမယ်နော်နှစ်အောက်ပါမှာတအောက်ကကြတော့အဖြူရောင်လေးဖြစ်ပါမယ်တအောက်ကကြတော့အသားလေးပေါ့နော်အသားလေးကိုကြံရီဖောက်ထားတဲ့အယောင်လေးကာလာလေးတွေတအားလာတယ်ပွဲတက်လို့လည်းအရန်လာတယ်မြကြီးနာက quality လေးကိုမှဈေးနှုန်းလေးအသင့်တွေကနေပြီးတော့ပွားပွားအုပ်ကလေးတွေညှော်နေတယ်ဆိုရင်ဒါလေးတွေကိုယူပါရှင်သူကတော့အခန့်ရောင်လေးကတော့ဇင်တို့အဖြူရောင်လေးဖြစ်ပါမယ်အဖြူရောင်လေးပေါ်မှာဇင်တို့အညိုရောင်လေးရဲ့အသားလေးရဲ့ကိုတပင်တယ်ပေါ့နော်တပင်တယ်စိတ်ကလေးပြန်ခတ်ပေးထားတာအခန့်ရောင်လေးကတော့အဖြူကလေးဒီလိုမျိုးလေးအပေါ်ထိခတ်ထားတဲ့အတွက်ကြောင့်မလို့မမတို့အရက်ရှည်တဲ့မမတွေပေါ့နော်ရက်ရှိတဲ့မမတွေအရန်ကိုအဆင်ပြေတယ်ဒါလေးတွေဆိုလို့ရှိရင်အလုံးကြီးအရန်မလွတ်တော့ဘူးပေါ့နော်လေးခိုက်ခွဲကြော်အုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်ခန္ဓာကိုယ်ဆိုလို့ရှိရင်လည်းအင်ဂျီနှစ်ထည့်ရတယ်ဒီလိုမျိုးလေးပါအဖြူလေးပါရှင်သူကတော့အဖြူလေးကိုမှကာလာလေးကအညိုလေးရဲ့အသားလေးရဲ့ကိုပြန်ဖောက်ထားတဲ့ကြောင့်မို့ကာလာဆက်ကလေးကာလာဘောက်ကလေးအရန်ညိမ့်ပါတယ်ရှင်အရန်ညိမ့်ပါတယ်အစင်လေးကတော့အပြည့်ကလေးခတ်ထားတာဒါလေးတွေကလေမမတို့ပေါ့ပေါ့ပါလေးနဲ့ပွဲတက်အရန်အစင်ပြေတဲ့အစင်လေးဆိုလည်းဟုတ်တယ်နော်ဂျိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ခန်းနာတယ်လှတယ်အမိတ်ကလေးလည်းသူကအင်ဂျီစာမှာဒီလိုအမိတ်ကလေးလည်းပါမယ်ရှင်အမိတ်ကလေးလည်းပါပါမယ်ရှင်သူကတော့အခန့်ရောင်လေးကတော့အဖြူလေးတွေကလှလိုက်တာအခန့်ရောင်လေးကတော့ဖြူလေးတွေကရှာနေဆိုရင်ဒါလေးယူပါရရှိမဲ့ဈေးနှုန်းလေးကတော့အရန်တန်တယ်နော်လုံးဝမကတ်မှာဒါတွေရောင်းတဲ့ရောင်းစီက3,600ပတ်ရှာလေးမှာရောင်းတဲ့အစင်အခုဒါကိုဒီဗီဒီယိုဖိုင်လေးထဲမှာ3,300ထဲမှာ9,000ကျန်တဲ့ယူပါရှင်ဒါလေးကတော့အဖြူလေးပါဈေးနှုန်းလေးကတော့3,300,5,000ကျပ်ပါရှင်နောက်တစ်အုပ်ကကြတော့ဈေးတကြံကာလာလေးဟုတ်တယ်နော်သူကကြတော့ဒီလိုလေးသူ့ရဲ့အစင်အယောင်လေးရပါတော့ဒီလိုလေးကာကီလို့ပြောရမလားအဲ့လိုအယောင်လေးနော်ဒီလိုမျိုးလေးပါအပွင့်ဖက်ဆိုလို့ရှိရင်ဈေးလို့လုံးဝတကြံနဲ့လိုက်တဲ့အယောင်လေးတကြံနဲ့လိုက်တဲ့အယောင်လေးပါဒီလိုမျိုးတန်ကြိုးလေးတွေကိုပဲသူကကက်ဝမ်ပုံစံလေးခတ်ထားပြီးအထဲထဲမှာဘူးစီကိုအပေါက်လေးတွေနဲ့အရန်နှားတယ်ဒီအစင်လေးဆိုလို့ရှိရင်ဇင်တို့အယောင်တွေပေါ့နော်ဒီလက်အပွင့်တွေမှာဆိုအယောင်တွေကြိုးတွေအများကြီးခွဲထားတဲ့အစင်လေးဆိုရင်ဇင်တို့2,800ရောင်းပါတယ်နော်သူကတော့ဒီလိုအပွင့်တွေကိုပဲလုံးဝတယောင်တည်းပဲသူကခတ်ထားပြီးအလဲမှာပဲဇင်တို့အစံလေးတွေကိုပဲသူကအယောင်ခွဲပေးထားတာတအားလှတယ်နော်သူလဲတအားလှပါတယ်ဒါလေးလည်းရောက်ရှိမဲ့ဈေးနှုန်းလေးကတော့3,300နဲ့မှ9,000ကျပ်ပါရှင်အကုန်လုံးကတော့3ခိုက်ခွဲကြော်တွေကြီးပဲเนาะမတို့စိတ်ကြိတ်ရှုပ်ဝတ်လို့3ခိုက်ခွဲကြော်တော့ဖြစ်တယ်4ခိုက်ခွဲကြော်တွေကြီးပါပဲရှင်4ခိုက်ခွဲကြော်ပေါ့ဝါပါအောက်ပါရှင်သူကလေအပေါ်ထိထက်ခတ်ထားတဲ့အတွက်ကြောင့်မလို့မမတို့အရင်မြင့်တဲ့မမတွေပေါ့နော်အရင်အဆင်ပြေတယ်ဒီအရောင်လေးလဲလှတယ်နော်ကာလာလေးကဒီလိုမျိုးလေးဖြစ်ပါမယ်ဒါလေးလည်းရမ်းချစ်စရာကောင်းပါတယ်နှစ်သက်တယ်ဆိုလို့ရှိရင်ဈေးနှုန်းလေးကတော့3,300နဲ့မှ9,000ကျပ်ပါရှင်4ခိုက်ခွဲကြော်အုပ်ကိုအရင်ကြံပါတယ်နော်အရန်တန်ပါတယ်ဒါလေးကသူနဲ့အခန့်ရောင်တူတယ်ဇင်းတို့ကာကီရောင်လို့ပြောရမလားမသိဘူးအဲ့ဒီအယောင်ပေါ်မှာတခွားရဲ့အညိုလေးရဲ့ကိုဖောက်ထားတာသူကကြတော့ဂျိတ်ကလေးဂျိတ်ကြိုက်တဲ့မမတွေကတော့ဒီဂျိတ်ကလေးနှစ်ဂျိတ်ထဲကရွေးဟိုကဂျိတ်မကြိုက်ဘူးလိပ်ပွင့်ကလေးတွေဆိုလို့ရှိရင်တော့ဒုတိယအုပ်ကလေးလည်းလှတယ်ရှင်ဒီလိုမျိုးလေးပါအခန့်ရောင်လေးကဒီလိုမျိုးလေးအပေါ်ထိအမြင့်ခတ်ထားတဲ့အတွက်ကြောင့်မလို့အရန်ကိုအဆင်ပြေတယ်ဒီလိုမျိုးလေးပါရှင်အရန်လှတော့ကြောက်ရည်ရှိတော့အစင်လေးပါဈေးနှုန်းလေးလည်းအရန်တန်တဲ့အတွက်ကြောင့်မို့ပွဲတက်ကိုပေါ့ပါလေးဆိုရင်တော့ဒီလိုမျိုးလေးတွေကယူပါအရန်တန်ပါလေရှင်ဒါလေးကတော့ဒီလိုအယောင်လေးဖြစ်ပါမယ်သူလည်းအရန်လှပါတယ်နှစ်သက်တယ်ဆိုလို့ရှင် screenshot လေးသာရိုက်ပြီးတော့ page messenger Viber နံပါတ်3992824343နဲ့39ကိုခုံကို6616ကိုဒီဖုန်းနံပါတ်နှလုံးမှာတစ်စက်လဲဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ်ရှင်အခြားဖုန်းတွေလုံးဝ Viber မသုံးပါဘူးเนาะ Modern ကြီးအပွင့်အသားနားလက်ရကာလာဆက်တွေကအစအရန်မိုက်ပါတယ်ရှင်နှစ်သက်ရင်ဝယ်ယူအားပေးပါ